Okay ကျွန်တော်ပြောမှာကဒီ AI နဲ့လုပ်ထားတဲ့ website တွေရှိရတာဥပမာ Level ပဲလို့နောက် Visio လားမသိရှိတယ်အများကြီးပဲပေါ့အဲ့လို vibe code တွေရှိရတာအဲ့လို vibe code တွေနေရာဒီလို domain တွေကသူတို့ပေးတဲ့ domain နဲ့ပဲလာတာကျွန်တော်တို့ custom domain တွေတုံးကျင်သူတို့ပတ်စံပေးရတယ်ဗျာဒါကိုကျွန်တော်တို့ကပတ်စံလည်းမပေးချင်ဘူးဆိုရင်ကျွန်တော်တို့ကိုပိုင် domain လေးနဲ့လိုချင်တယ်ဆိုရင်လုပ်လို့ရတယ်ဗျာအဲ့လိုလုပ်လို့ရနည်းလမ်းကျွန်တော်ပြောပြတိတ်အခက်ကြီးလည်းမဟုတ်ပါဘူးကျွန်တော်လွယ်ကူဆုံးရှင်းပြပထမဆုံးကျွန်တော်တို့ဒီအကောင့်မှာဒီ Github နဲ့ချိန်ထားဖို့လိုတယ်ပြီးရင်ဒီမှာ Github code တွေကျွန်တော်သွားလိုက်မယ် Okay ဒီမှာသူ့ရဲ့ code တွေအကုန်လုံးဒီမှာရှိရဗျာအဲ့ဒီရှိရဲ့ code တွေအကုန်လုံးကျွန်တော်အရင်ဆုံး download လုပ်လိုက်မယ်ဒီမှာ download စစ်ဆို Okay သူ download လုပ်နေပြီးရင်ကျွန်တော်တို့ကဒီ VS Code ကိုဖွင့်တာဖို့လိုတယ် Okay ဒီမှာသူ download ပြီးသွားပြီ Okay ဒီမှာသူကကြာလိုက်သူက zip file နဲ့ကြာရဗျာမြင်ရလားမသိဒီ zip file ကိုကျွန်တော်က zip ဖြည့်လိုက်မယ်နော် Okay ဇစ်ဖြည့်ပြီးဒီလိုမျိုးပိုင်ရလာအဲ့ဒါကိုကျွန်တော်ကဒီ VS Code မှာတောက်ဖွင့်မယ် Okay ပို့တော့ select လုပ်လိုက် VS Code ရောက်ရင်ကျွန်တော်တို့ဒီ terminal ကိုဖွင့်မယ်ဒီဘက်ညာဘက်တောင်နားလေးမှာရှိရတာအဲ့လိုဒီမှာ token panel ဆို control J နှိပ်လိုက်လေရ Okay အဲ့ဒီထဲမှာကျွန်တော်တို့က command ရမယ်လွယ်လွယ်လေးပါ npm install တွေ Okay ရိုက်လိုက်မယ်ခဏတော့စောင့်အောင်ကျွန်တော်တို့ကအဓိကဒီ step တွေဘာဖြစ်လို့လုပ်ရလဲဆိုတော့ဒီ AI ပေးလိုက်တဲ့ code တွေကကုန်ကျန်းနေဗျာဘယ်လိုပြောရမလဲကျွန်တော်တို့ဈေးကွက်ကိုတင်သွင်းလို့မရဘူးရှင်းရှင်းပြောရရင်အဲ့ဒါကိုကျွန်တော်တို့ကဒီကိုပိုင် domain နဲ့တွားပြီးချိတ်ဆက်တဲ့ခါကျရင်ကုန်ကျော်ဖြစ်အောင်လုပ်ရတယ်အလွယ်ဆုံးပြောရရင်တော့ဒီလိုပဲတချို့ beginner ကြတော့အဲ့လိုအများကြီးရှင်းပြရင်နားမလည်ကြဘူးဗျာသူကဘာဖြစ်လို့လုပ်ရလဲဆိုတော့နားမလည်ကြလို့ကုန်ကျန်းကိုကုန်ကျော်ဖြစ်အောင်လုပ်တယ်လို့တည်ထိုင်ရပါပြီ Okay ခဏတော့စောင့်ရပါပြီးရင်တခုပြောချင်တာကျွန်တော်တို့ကဒီ domain name တွေကဝယ်ရတယ်ဗျာဥပမာကျွန်တော်ဒီညွှန်းစော် .com ဆိုရင်ဒါကျွန်တော်ဝယ်ရတယ်ဗျာအဲ့ဒီဟာကိုကျွန်တော်ကဒီ z.com အဲ့ဒီမှာတောက်ဝယ်တာသူကတစ်နှစ်စာမှာ2000ခွဲလား3000လားအဲ့လောက်ပဲရှိရဗျာတန်ပါတယ် Okay ဒီမှာတစ်ခုပြီးသွားပြီနော်နောက်ပြီးရင်နောက် command တစ်ခုထည့်ရ sorry npm run db ရရ Okay ဒါဆိုသူကရပြီနောက်တစ်ခုက npm run db ဆိုပြီးရိုက်လိုက်run Okay ခဏစောင့်နေပါကျွန်တော်တို့ဒီ Cloudflare မှာတွားတင်ဖို့အတွက်ဟိုကုံကြောဖြစ်ပြောင်းပေးနေအောင် Okay အဲ့ဒါဆိုရင်ဒီမှာမြင်ရလားမသိဒီမှာ disk ဆိုပြီးတော့ file တစ်ခုထပ်ထွက်လာပြီဒီဘက် channel မှာအဲ့ဒါကျွန်တော်ဒီမှာပြနောက်ဆိုနာဒီဆိုတူတယ်မှာဒီမှာ DISD ဆိုပြီးတော့ file တစ်ခုပေါ်လာဗျာ Okay အဲ့ဒီ file လေးကိုပဲကျွန်တော်တို့လိုချင်တာကျွန်တော်တို့ကပြီးရင် Cloudflare မှာတွားတင်မှာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့စစ်တစ်ခေါက်ပြန်ပြီးချုပ်လိုက်Okay ကျွန်တော်က zip လိုချင်တာဖြစ်တဲ့အတွက် Okay ကျွန်တော်နာမည်ပေးလိုက် Okay ပြီးရင်တော့ကျွန်တော်တို့ကဒီ Cloudflare ကိုသွားမယ်Okay ဒီမှာ Cloudflare မှာရှိရယ် Cloudflare မှာဝင်သွားရင်ဘာမှခက်ခဲရောမဟုတ်ဗျာ
ဒီမှာဒါကကျွန်တော်ရဲ့ custom domain ကိုချိန်ပြီးသားမလို့ဒီလိုပေါ်တာ okay ပြီးရင် developer platform ကိုသွားမယ်ပြီးရင် create application ဗျာပြီးရင်ဒီမှာ file upload your file လို့ပါတယ်အဲ့ဒီအရာကိုကျွန်တော်တို့ကဒီညွှန်းစော်22ဆိုတဲ့ file ကိုသွားပြီးထည့်ပေးလိုက်အောင် okay ပြီးရင်ဒီမှာ deploy လုပ်လိုက်အောင်တိတ်ခက်ကြီးလည်းမဟုတ်ပါဘူးခဏတော့စောင့်ရအောင် okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီ link နဲ့ဒီ link ကိုကျွန်တော်တစ်ပန့်စပီဒ်နေနေโอเคဒီမှာတဲ့ဒါဆိုရင်ကျွန်တော်ရဲ့ website ရပြီဗျာဒါသူတို့ရဲ့ဒီဟိုရဲ့ link ပဲရှိသေးတယ် Cloudflare ရဲ့ link ပဲရှိတယ်ဒီမှာကျွန်တော်တို့ custom domain နဲ့ထပ်ချိန်ရတယ်ဗျာဘယ်နာလေးလဲဆိုတော့ဒီမှာ add လုပ်ပြီးဒီမှာ custom domain ဆိုတာရှိတယ်ဒါကတော့ကျွန်တော်ကရှေ့မှာထည့်ထားပြီးသားဖြစ်တဲ့အတွက်ဘာမှမခက်ဘူးဗျာဒါဒီလိုလုပ်နေတော့ကိုယ့်အကူပဲ AI နဲ့ပဲမေးပြီးတော့လုပ်ကြည့်ပါဘာမှမခက်ပါဘူးကျွန်တော်မပြောပြချင်လို့လည်းမဟုတ်ပါဘူးအကုန်လုံး AI ကိုကောင်းမွန်မွန်လေးတုံးတက်စေချင်လို့ပေါ့ဒီစိတ်နဲ့ပါအဆင်ပြေကြမယ်ထင်ပါတယ်